那个是啊，那个讲也不老实的，买包东头做的，那个မိုင်ပေါင်း3000ကျော်တယ်မိုင်ပေါင်း30-300မဟုတ်တော့မိုင်ပေါင်း3000ကျော်တယ်ဟုတ်ပြီဒီဝေယူနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအများကြီးမြင့်တက်နေတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တကယ်ရှိတယ်မရှိဘူးဆိုတာကိုပြောလာတဲ့သူတယောက်ကိုကျွန်တော်တို့ချက်လောက်ရင်ဆုံးနားထောင်မယ်နားထောင်ပြီးကျွန်တော်တို့ဒီဗီဒီယိုလေးပြန်ကြည့်မယ်အားကြီးဆိုတဲ့အကြောင်းကျွန်တော်နည်းနည်းပြောပြမယ်တိလိုက်နည်းနည်းရှင်းပြမယ်နော်အခုမိုင်းဖုန်းဆရာတော်ကြီးကနေပြီးတော့အခုခေါ်ထားတယ်မြေအောင်မှာဟလားမိုင်း3000လောက်ရှိတယ်နဂါကြီးဟလားမိုင်း3000လောက်ရှိတယ်နဂါကြီးကကိုတဲ့လို့ဒါအင်္ဂလိပ်လောက်တယ်လို့ဒါခေါ်ထားတာနော်မိုင်းဖုန်းဆရာတော်ကြီးဟုတ်လားအဲ့ကိစ္စကလောစင်မှာလူတွေတော်တော်များများမှာတော်တော်လေးခရက်ဖြစ်နေတာဟလားအငင်းပွားမှုတွေပေါ့နော်မယုံတဲ့သူတွေကလည်းတော်တော်များတယ်နော်ယုံကြည်တဲ့သူတွေလည်းရှိတယ်အဲ့ဒါကျွန်တော်နည်းနည်းရှင်းပြမယ်သိလားကျွန်တော်မြတ်စွာဘုရားကလေမြေငလင်လှုပ်ချင်းရဲ့အကြောင်း၈ချက်ထဲမှာဒါဟောထားတာရှိတယ်နော်နတ်တွေကလည်းဒါမဟာပရိမြေကြီးကိုလှုပ်နိုင်တယ်လို့ဒါဟောထားတာပါတယ်နော်ကျန်တဲ့အကြောင်းတွေသဘာဝကြောင့်လှုပ်တာလည်းပြောထားတယ်နော်ဟောထားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီမြေအောက်မှာကနေငကားကြီးရှိမရှိအကြောင်းကျွန်တော်နည်းနည်းလေးကျွန်တော်ဝေဖန်ပြမယ်သိလားဘယ်လိုပြောမလဲဆိုရင်ဒီမိုင်းဖုန်းဆရာတော်ကြီးဆိုတာကကျွန်တော်လည်းမကြည့်ညိုပါဘူးเนาะဟိုးအစကတည်းကအခုလည်းဒီတိုင်းပဲအခုလည်းကြည့်ညိုတယ်လို့မထင်နဲ့ဟိုးကလည်းမကြည့်ညိုဒါပေမဲ့တန်ဃာတော်တစ်ပါးဖြစ်တဲ့အတွက်သူ့ကိုမပြစ်မအောင်မစော်ပါဘူးเนาะမိုင်းဖုန်းဆရာတော်ကြီးဆိုတာကဒါကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာနဲ့အယူနဲ့ကြည့်မယ်ဆိုရင်တော့ဒါသူလောက်တာလေးတွေကိုမကြိုက်တာပဲเนาะဒါပေမဲ့လူပဲဖြစ်ဖြစ်တန်ဃာတော်ပဲဖြစ်ဖြစ်เนาะတမထကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်တို့မှမြင်နိုင်စွမ်းရှိတယ်နော်သူတို့မှာအာယုံနေနဲ့မြင်နိုင်စွမ်းရှိတယ်သူတို့ရဲ့ကြံခဲ့တဲ့ဘဝတွေကိုလည်းမြင်လို့ရတယ်သူများကရဲ့တခြားတစ်ယောက်ကကြံခဲ့တဲ့အတိတ်ဘဝကိုလည်းသူတို့ကြည့်နိုင်တယ်နော်လက်ရှိအခြေအနေကိုလည်းသူတို့ကြည့်နိုင်တဲ့အနေအထားတော့ရှိတယ်နော်ဒါပေမဲ့သူတို့ကျင့်စဉ်ကဝင်လာဝင်နိဗ္ဗာန်ကိုရောက်နိုင်တဲ့အကျင့်မဟုတ်ဘူးဆိုတာတော့မှဒါကျွန်တော်ပြောပြတာနော်နိဗ္ဗာန်ကိုမရောက်နိုင်တဲ့အကျင့်မဟုတ်ဘူးဆိုတာတော့မှသူတို့ကတမထကျင့်စဉ်တစ်ခုခုနဲ့ဒါပြောမယ်ဆိုလို့ရှိရင်မြင်နိုင်စွမ်းရှိတယ်တခြားသောကိုယ်တွေဟလာပုရုဇဉ်တွေလူသားတွေအားလုံးမမြင်နိုင်တဲ့အကြောင်းအရာတွေကိုမြင်နိုင်စွမ်းရှိတယ်နော်ဒါပေမဲ့မိုင်းမုံဆရာတော်ရဲ့ကျွန်တော်လည်းယုံကြည်တဲ့ဟလာဆရာတော်တစ်ပါးတော့မဟုတ်ဘူးနော်အဲ့တော့ဒါပေမဲ့ဒီဆရာတော်ပြောတာဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဘာလို့ဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပြောပြမယ်လူတွေကအခုယနေ့ခေတ်ကြီးမှာဟုတ်ပြီအဲ့ဒါဆိုရင်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကောပြောဘယ်လိုမျိုးထင်လဲနော်ချက်လောက်ကြည့်လိုက်မယ်သိပ္ပံပညာရှင်တွေဟဲ့လားသိပ္ပံပညာရှင်တွေဟောထားတယ်နော်ကြောက်အောက်ကဟဲ့လားကြောက်လွာကြီးတွေဟဲ့လားကြောက်ထူကြီးတွေဆိုဘလို့အကြောင်းဟဲ့လားဘလို့အကြောင်းဖြစ်တယ်ဒါကြောင့်ဟောထားကြတယ်လူတွေယုံကြတယ်နော်တကယ်တော့သူတို့ဆင်းနိုင်လားဆိုသူတို့လည်းအဲ့ဒီအောက်ကြီးသူတို့လည်းမဆင်းနိုင်ဘူးနော်သူတို့ဘယ်သူမှလည်းမဆင်းနိုင်ကြဘူးဒါကြတော့ယုံတယ်နော်အခုဒီဆရာတော်ဟောထားတဲ့ကိစ္စဆိုတော့ကိစ္စမှာဒီဆရာတော်လေးဆိုတာဒါတမထဒါဝိပဿနာကျင့်တာမကျင့်တာတော့ကျွန်တော်မသိဘူးเนาะဒါတမ္ပထနဲ့ပဲကျွန်တော်ပြောပြမယ်เนาะတမ္ပထကျင့်စဉ်နဲ့လည်းဒီအာယုံတွေကမြင်နိုင်စွမ်းရှိတယ်เนาะအဲ့တော့ကျွန်တော်ပြောမယ်နတ်ဆိုတဲ့နဂါးဆိုတဲ့အမျိုးကလည်းเนาะနတ်ထဲမှာပါတယ်เนาะနဂါးဆိုတဲ့အမျိုးကနတ်ထဲမှာပါတဲ့အတွက်ဒါဖះဟောထားတဲ့အဲ့ဒါနတ်တွေကလည်းမဟာပရိမြေကြီးကိုလှုပ်ခတ်နိုင်တယ်လှုပ်နိုင်တယ်လို့ပြောထားတဲ့အတွက်ဒါလေးကပြောမယ်ဆိုတော်တော်လေးကိုဒါတိုက်ဆိုင်မှုရှိပါတယ်เนาะဖြစ်ဖို့တော့များတယ်ဖြစ်နိုင်တယ်ကျွန်တော်ကအစပြီးကြားကြတဲ့ကကျွန်တော်ကအဲ့စကားကျွန်တော်ကညင်းလို့မရဘူးဒီကိစ္စညင်းလို့မရဘူးကျွန်တော်ပြောတာမြန်မာနိုင်ငံဟာပေးမိတ်ဆွေတို့ကညင်းမလားဘယ်လိုမျိုးထင်လဲချက်လောက်လောက်ပါမိုင်မောင်း1000လောက်ပဲရှိတာကိုအခုမိုင်မောင်းမိုင်ပေါင်း3000လောက်ရှိတယ်ဆိုတော့လူတွေကအဲ့ဒါကိုပြောတယ်သူ့အောက်သူအောက်မှာနေတဲ့ကိစ္စနော်မိုင်ပေါင်းဘယ်လောက်ပဲရှိဟဲ့လားဖြစ်သွားတဲ့နေရာကလည်းဟဲ့လားမြန်မာပြည်တစ်ပြည်လုံးလှုပ်သွားတာလေဘယ်လိုပြောမလဲဒီမြေကြီးတွေပြိုသွားတာတော့မဟုတ်နော်လှုပ်သွားတာတော့တော်တော်လေးလှုပ်သွားတယ်နော်မြန်မာတနိုင်ငံလုံးလှုပ်သွားတယ်ပဲပြောရမယ်နော်အဲ့တော့ဒီဆရာတော်ကဒါမျိုးပြောမယ်ဆိုလို့ရှိရင်အငင်းပွားမှုဖြစ်မယ်မယုံတဲ့သူတွေအငင်းပွားမှုဖြစ်မယ်ဆိုတာလေသိပြီးသားနော်မယုံတဲ့သူတွေလည်းအာကြီးပဲကျွန်တော်အခုပြောတော့မှကျွန်တော်ဝေဖန်တိုက်ခိုက်မဲ့သူတပုံကြီးပေါ်လာနိုင်တယ်သိလားဒါပေမဲ့ကျွန်တော်ဘာလေးပြောချင်လဲဆိုမြတ်စွာဘုရားကလေရဟန်းတော်တွေကိုရင်းတိုက်တော်တွေကိုခေါ်သွားတယ်ရင်းတိုက်တော်တွေကိုခေါ်သွားပြီးတော့ဟလာရင်းတိုက်ရွက်6တွေကိုတဆုတ်လောက်ကောက်ယူပြီးတော့မှဟလာချက်သားတဲ့ငါဘုရားရှင်လက်ထဲကရင်းတိုက်ရွက်နဲ့ဒီရင်းတိုက်တော်ကြီးတတော်လုံးမှာရှိတဲ့ရင်းတိုက်ရွက်တွေကဘယ်ကများလဲလို့ပြောရဟန်းတော်အရှင်ဘုရားမနိုင်ရှင်လောက်ပါဘူးအရှင်ဘုရားရဲ့လက်တော်ကရင်းတိုက်ရွက်ကအလွန်နှဲပါတယ်ရင်းတိုက်တော်တွေကရ
င်းတိုက်ရွက်တွေကအများပြားလုံးလှပါတယ်လို့ပြောတယ်အေးအဲ့ဒီလိုပဲတဲ့ငါဖះရှင်သိရဲ့နဲ့နော်မောတဲ့တရားတွေဟာတဲ့အဲ့ဒီလိုမျိုးပဲရင်းတိုက်တော်ထဲမှာရှိတဲ့ရင်းတိုက်ရွက်တွေလောက်ရှိတယ်တဲ့ငါဖះသိလို့ဟောထားတဲ့တရားတွေကလက်ထဲမှာရှိတဲ့ရင်းတိုက်ရွက်လောက်ပဲရှိတယ်တဲ့အဲ့တော့ဒီတချို့ကိစ္စတွေမှာမြတ်စွာဘုရားကမဟောခဲ့ဟိုတနေ့ကျွန်တော်မှန်းတဲ့တစ်ခုတည်းမှာဝင်ပြီးပြောထားတယ်သိလားအဲ့တော့အဲ့လိုကလည်းဝင်ပြီးတော့ဝေဖန်တိုက်ခိုက်ထားတာပေါ့နော်ဒါကြောင့်ဒါမျိုးကျွန်တော်နည်းနည်းပြောခဲ့တာပေါ့နော်အဲ့လိုမျိုးဒီမြတ်စွာဘုရားရှင်တော်မှာတချို့သိရနဲ့မဟောတဲ့တရားတွေကအဲ့ရင်းတိုက်တော်တဲ့ကရင်းတိုက်ရွက်တွေလောက်များပြားတယ်တဲ့နော်သိနဲ့ဟောထားတဲ့တရားကလက်တဆုပ်လက်ထဲကရင်းတိုက်ရွက်လောက်ပဲရှိတယ်ဟလာမဟောတဲ့တရားကအဲ့ဒီသိရနဲ့မဟောတဲ့တရားကအဲ့ရင်းတိုက်တော်တွေကရင်းတိုက်ရွက်တွေလောက်များပြားတယ်တဲ့နောက်တစ်ခုကကြတော့အဲ့ရဟန်းတော်တစ်ပါးနေပြီးတော့တက်တေထူတဲ့ညီလေးမြတ်စွာဘုရားရှင်ရှိမှာဟလားတောင်ပေါ်ကနေဆင်းလာတဲ့အချိန်မှာနော်တောင်ဆောင်ကနေလျှောက်လာတဲ့အချိန်မှာကောင်းကင်မှာအမတန်မှအဲ့ဒါသူတော်ကောင်းအရိယာသူတော်ကောင်းနေနော်ယဟန်ဖယားရှင်ယဟန်တာတွေကတော့အမတန်သနာဖို့ကောင်းတယ်လို့ပြောတယ်နော်ကျွန်တော်တို့လူသားတွေနဲ့ကြည့်မယ်ဆိုတော့အမတန်မှကြောက်စရာကောင်းတယ်ကောင်းကင်ပေါ်မှာအယိုးစုကြီးတစ်ခုပြန်နေတယ်တော့အော်ဟစ်ပြီးတော့အဲ့ဒီအယိုးစုကြီးကကောင်းကင်မှာကြီးလို့စွန်လို့ငှက်လို့အကောင်တွေကနေပြီးဝိုင်းထိုးတာအမတန်မှနာကျင်လုံးလို့အော်ဟစ်ညင်းညူပြီးတော့ပြန်နေတာကိုအဲ့ယဟန်တာကြီးတစ်ပါးတွေ့တယ်တဲ့နော်အဲ့ယဟန်တာကြီးတစ်ပါးတွေ့တဲ့ဥစ္စာကိုပြုံးလိုက်တာကိုဘေးနာကယဟန်တာပဲသူလည်းယဟန်တာပဲယဟန်တာဒါပေမဲ့အဲ့ယဟန်တာမမြင်ဘူးအရှင်ဘုရားဘာကိုပြုံးတာလဲဆိုအဲ့ဒီစကားကိုမြတ်စွာဘုရားရှိကြမှာမေးလို့ပြောတဲ့ခါကျတော့မြတ်စွာဘုရားရှိလေကြကြောင်မေးတော့အရှင်ဘုရားခုနတောင်ဆောင်မှာရှောက်နေတော့အရှင်ဘုရားပြုံးလိုက်တာဘာအတွက်ပြုံးတာလဲလို့မေးတဲ့ခါကျအဲ့ဒီမေးတဲ့ယဟန်ကလည်းယဟန်တာပဲဒါပေမဲ့ तू ကမမြင်နိုင်ဘူးเนาะဒါလေးကိုကြည့်ယဟန်တာတော့เนาะဒါ तू မမြင်ဘူးဟိုယဟန်တာကြီးကမြတ်စွာဘုရားရှိမှမေးတယ်အေးတဲ့ငါမြင်တာကတော့ကောင်းကင်ကြီးမှာအယိုးစုကြီးတစ်ခုပြန်နေတယ်အဲ့ယိုးစုကြီးကပေါ့เนาะငှက်လို့တတဝါတွေကနေပြီးတော့ဝိုင်းထိုးလို့အမတန်မှတနာစရာကောင်းတဲ့အတန်နဲ့အော်ဟစ်ညင်းညူနေပါတယ်တဲ့ तू အမတန်နာကျင်လုံးလို့အော်ဟစ်နေတယ်ပေါ့เนาะအဲ့လိုပြောတော့ဩဟလာမြတ်စွာဘုရားနေချီးကျူးတယ်เนาะငါဟာတဲ့ဖះစဖြစ်တဲ့အချိန်တော့အဲ့တတဝါကြီးကိုမြင်နေတဲ့ဒါပေမဲ့လူတွေကမယုံလို့ရှိရင်အကုသိုလ်တွေဖြစ်မှာဆိုလို့ငါဖះမဟောခဲ့ဘူးတဲ့မပြောခဲ့ဘူးတဲ့အခု तू ကတတ်တည်ရှိလို့ထားဖို့ဟလာတတ်တည်ရှိသွားတဲ့အချိန်ကျမှမြတ်စွာဘုရားကအဲ့ကျမှဖះရှင်တော်မှာထုတ်ပြောတယ်နော်အဲ့ဒီလိုမျိုးပဲဟလာအရင်တော့ဖះစဖြစ်တဲ့ချိန်တော့တွေ့ကြီးနဲ့မပြောခဲ့ဘူးနောက်သူ့ရဲ့တပည့်သားတန်ဝါကတွေကနေပြီးတော့ယဟန္တာကြီးကနေပြီးဒီလိုမြင်နေတွေ့တယ်ဆိုမှဒီဒါကိုထုတ်ပြီးတော့တက်တည်ရှိမှထုတ်ပြောတာเนาะဒါဖះရှင်ယဟန္တာတွေเนาะအဲ့တော့အခုမိုင်းမုံဆရာတို့ကြီးဆိုတာလေတမာရီစွမ်းအားတွေနဲ့မြင်နိုင်နဲ့ကြားနိုင်တယ်เนาะသူကထေရဝါဒဗုဒ္ဓဘာသာအယူနဲ့တော့မတူဘူးဒါပေမဲ့သမထအားနဲ့တော့မြင်နိုင်တယ်ကြံခဲ့တဲ့အတိတ်ကိုလည်းသူပြန်ကြည့်နိုင်တယ်เนาะအဲ့လိုမျိုးအကြောင်းတရားတွေတော့ရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောပြတာဒီငကားကြီးမြောက်မှာရှိတယ်ဆိုတာဖြစ်နိုင်တယ်ဖြစ်ဖို့အများကြီးရှိတယ်ဖះဟောထားတယ်ငနေလှုပ်တယ်ရှစ်ချက်ထဲမှာလေဟလာတစ်ချက်ကနတ်တွေလည်းလှုပ်ခန့်နိုင်တယ်တဲ့ဒီဘာမြင်ငလေးလောက်ရခြင်းအကြောင်းညက်တွေလည်းလှုပ်နိုင်တယ်ဆိုတော့အဲ့ညားပါတယ်အဲ့ဒါကျွန်တော်ဒါလေးကျွန်တော်ပြောချင်တာเนาะကျွန်တော်ဝေဖန်ရင်လည်းဝေဖန်ကြိုက်တယ်လို့မျိုးပြောကျွန်တော်ကတော့အဲ့ကိစ္စဖြစ်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်เนาะဖြစ်နိုင်တယ်လူတွေကမသိနိုင်တဲ့အကြောင်းတရားတွေအများကြီးပဲသိပ္ပံပညာရှင်တွေကလည်းသူတို့ကဟလာတက်ဆပြီးတော့ဒီအောက်မှာဘယ်လိုဖြစ်တယ်ဆိုတာကြီးကိုတချို့သိပ္ပံရှင်တွေဆိုလို့ရှိရင်ဖះဟောက်ကိုလိုက်ပြီးတော့မိပြီးတော့လှုပ်ထားတာပြောထားတာရှိတယ်အများကြီးပဲเนาะအဲ့တော့လူတွေကဒီမြေကြီးအောက်ဘူးကလည်းမစင်နိုင်ဆင်လဲသေသွားမှာအရေးပြောသွားမှာဒါတော့ရယုံတယ်အခုတချို့တော့မသိနိုင်တဲ့လူတွေယဟန်တော်တွေမှာလည်းစွမ်းအားတွေရှိတယ်တမာရီစွမ်းအားတွေเนาะတမထကျင့်စဉ်နဲ့เนาะအဲ့လိုမျိုးစွမ်းအားတွေရှိတယ်ဒါဆိုတော့ကောက်စဉ်းစားဒါကြတော့မယုံဘူးเนาะဟိုတချို့ကိစ္စကြတော့ယုံတယ်တချို့ကိစ္စမယုံအငင်းပွားမှုတွေတအားပဲရှိတယ်အဲ့ဒါကိုကျွန်တော်နည်းနည်းလေးရှင်းပြတာသိလားเนาะဒါလေးကျွန်တော်နည်းနည်းရှင်းပြတာเนาะအားလုံးဘေးကင်းကြပါစေ ဘုံပါတာမယွေးပေါ့နော်အခုဆရာတော်ကြွလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းလို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာတဲ့နတ်ပြန်မှာဆရာဟိုလိုက်ကူတို့မှာမိုက်ချက်ကူတို့မှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်မှာလေနားချင်းမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွမှာမကြွဘဲနဲ့မေတ္တာလာမပို့ဘဲနဲ့လူအများကြီးပစ္စည်းနိုင်တယ်ဟိုနဂါစီနဂါယာဟိုနဂါစီယာနဂါအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါဒီလိုလာနေတော့ဒီမြေကြီးလှုပ်သွားတယ်နော်အဲ့ဒါဘာလို့လူထုတွေဟိုစိတ်မငြိမ်ညွတ်တော့တချို့အာကုတွေလုပ်လေပုဂ္ဂိုလ်များနေလို့တဲ့ဒါကြောင့်
မေတ္တာအဲ့ရအခုလိုများတဲ့ပုဂ္ဂိုလ်အဲ့ရဒီပစ္စည်းရတယ်ခံ ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်မိတ်ဆွေတို့ရဲ့အထင်မြင်ချက်လေးတွေကိုလည်းဒီဗီဒီယိုရဲ့ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဒါပေမဲ့ရန်တော့မဖြစ်ကြနော်အဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုသူကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ပြည်စုံပါ